မြန်မာပြည်ကအင်မတန်ချောမောလာပဲနာမည်ကြီးရဆိုတော့ချမ်းချမ်းရဲ့ထပ်ဖုံးကိုပို့ပေးလိုက်မယ်ဆိုပြီးရေးထားတဲ့စာကိုပြင်သစ်က Model Agency လို့တဲ့ Jean-Luc Brunel ကအမေရိကန်တန်းကြွသူရဲ့ Jeffrey Epstein စီကို2013 ဇန်နဝါရီ10ရက်နေ့ကအီးမေးလ်နဲ့ပို့ခဲ့တာပါ။အိုဘားမားမြန်မာပြည်လာတော့လို့ချမ်းချမ်းကိုလည်းအမေရိကန်ခေါ်လာမယ်လို့ရေးထည့်ပါတယ်။အမေရိကန်သမ္မတအိုဘားမားကသူတို့အီးမေးလ်ရေးချိန်မတိုင်ခင်2012နိုဝင်ဘာမှာမြန်မာပြည်လာခဲ့တာပါ။ Jeffrey Epstein ကသူထိန်းသိမ်းခံရစဉ်2019ခုနှစ်ကသူ့ကိုယ်သူတတ်သိခဲ့တယ်လို့ Jean-Luc Brunel လည်း2022မှာ Paris မြို့မှာထိန်းသိမ်းခံရစဉ်သူ့ကိုယ်သူအဆုံးစီရင်ခဲ့ပါတယ်။အဆိုတော်ချမ်းချမ်းကသူမဟာ2012ဝန်းကျင်ကာလလောက်ကအဆိုတော်နှစ်လို့အပြင် model အလုပ်ကိုလည်းလုပ်ခဲ့ကြောင်းမြန်မာပြည်မှာအလုပ်လာလုပ်တဲ့နိုင်ငံခြားမိသားစုဝင်တွေကအမျိုးသမီးတဦးနဲ့တွေ့ဆုံခဲ့ပြီးသူကပြင်သစ် model agency တွေနဲ့ချိတ်ဆက်ပေးမယ်ဆိုပြီးသူ့ကိုဓာတ်ပုံရိုက်ခဲ့ကြောင်းဒါပေမဲ့အဲ့ဒီနောက်ပိုင်းအဆက်အသွယ်မရှိတော့ကြောင်းပြောပြခဲ့ပါတယ်။အခုပြင်သစ် model လုံကွမ်းရှင်ရဲ့ email ထဲအဆိုတော်ချမ်းချမ်းနာမည်ပါနေတဲ့အပေါ်ချမ်းချမ်းတုံ့ပြန်ပြောဆိုခဲ့တာပါတုံ့ပြန်ပြောဆိုမှုမှာအဓိကပြောခဲ့တာတော့သူမဟာ model အလုပ်လုပ်စင်ကပြင်သစ် agency နဲ့ဓာတ်ပုံရိုက်ခဲ့ပြီးမဲ့နောက်မှာဆက်သွယ်လုပ်ဆောင်ခြင်းမလုပ်တော့ဘူးလို့ပြောပါတယ်သူမဟာမဟုတ်တာမလုပ်ခဲ့တဲ့အတွက်ဘာမှဝန်မခံရက်စရာမရှိကြောင်းပြောဆိုခဲ့တာပါဒီအရှုပ်တော်ပုံဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်အပေါ်မှာလိင်ပိုင်ဆိုင်ရာပြဿနာတွေနဲ့အမှုတက်ခဲ့တဲ့အမေရိကန်တန်းကြွယ်သက်သေ Jeffrey Epstein အမှုမှာပါဝင်ပတ်သက်ခဲ့မှုကြောင့်ဒီမိုကရက်အဖွဲ့ဘက်ကဆွတ်ဆွဲချက်တွေနဲ့အတူပေါ်ပေါက်ခဲ့တဲ့ email များထဲမှာမြန်မာပြည်မှာအဆိုတော်ချမ်းချမ်းအမည်ပါဝင်ခဲ့တာပါ